ကဲဒီဗီဒီယိုလေးထဲမှာတော့ DJI Neo လေးကိုကျွန်တော် unboxing လုပ်ပြသွားမှာဖြစ်ပါတယ်ဒါကတော့ DJI Neo ကသူကတော့135 gram ပဲရှိပါတယ်parking for ရဲ့ feeling ကတော့ဘာနဲ့မှမတူပါဘူးဟုတ်ပြီအဲ့ထက်မှဘာတွေပါမလဲဆိုတော့ဒီ drone ပါမယ်ဒီ battery တစ်ခုပါမယ်ပြီးရင်ဘောက်လေးတစ်ပေါက်ပါမယ်ဒါကတော့ sticker တွေနဲ့ user guide ပေါ့နော်ဒီမှာဦးဆုံး drone လေးကိုကျွန်တော်ဖွင့်ကြည့်လိုက်မယ်ကိုင်းရတွေကြက်ကြက်လက်လက်လေးရှိတယ်ပြီးတော့ဒီမှာဒါ Campbell protector လေးတစ်ခုရှိမယ်ပြီးတော့ဒီ battery က intelligent battery ဆိုတော့မသုံးခင်မှာအရင်ဆုံး charge လုပ်အောင်မယ် power button လေးပါမယ်ဟိုဘက်က mode ဒီဘူးလေးထဲမှာပါရှိလဲဆိုတော့spare propeller လေးနှစ်ခုရှိမယ်ပြီးရင်ပါရှိသေးလဲ screwdriver နဲ့ cable လေးရှိမယ် type C cable ပေါ့ဒီ type C cable data transfer ရောလုပ်လို့ရပါတယ်ပြီးတော့ဒီထက်မှာက sticker နဲ့ user manualဒါပါပဲ sticker လေးတွေကပဲတစ်ခုပါလဲဆိုတော့ sticker လေးပါတယ်ဟုတ်ပြီဒီနေရာဒါတွေကတော့ဘယ်မှာသွားကံမလဲထားလိုက်ဒီမှာဦးဆုံး drone ရဲ့ battery ကို activate လုပ်ဖို့အတွက်အရင်ဆုံး charge လုပ်ရပါမယ် Campbell protector လေးကိုဆွဲဖွင့်လိုက်မယ်ကဲ charging သွင်းထားလိုက်မယ် battery ကိုအဲ့ချိန်မှာအဲ့မှာ charging စသွင်းတဲ့မီးလေးပေါ်လာလိုက်မယ်ဟုတ်ပြီ charging သွင်းနေတော့ကျွန်တော်Play Store ကနေမှာဒီ DJI Fly app ကို download ဆွဲမယ်မှာ DJI Fly app ကို download ဆွဲလိုက်မယ်ပြီးရင် open ကိုနှိပ်ပြီးတော့ဖွင့်လိုက်မယ်အဲ့မှာ skip ကိုနှိပ်ပြီးကြော်လိုက်မယ်ကြော်ညာရင်ကြည့်ရအဲ့မှာ तू က agree ပဲလုပ်လိုက်မယ် agree လုပ်မယ်ပေါ်လာတဲ့ဟာတွေ location track လုပ်မလားဆိုတော့ okay အဲ့ဒီ allow မဲ့နှိပ်မယ်အကုန်လုံး allow မဲ့နှိပ် allow မဲ့နှိပ်မယ် allow နှိပ်မယ်ထပ်ပြီးတော့အကုန်ဖွင့်ပေးလိုက်မယ်ပြီးရင် authorize all ကိုနှိပ်လိုက်မယ်ပြီးရင်ဒါကတော့ဒီ product improvement project အဲ့ဒါတော့နောက်မှနှိပ်လိုက်မယ်ရပြီအဲ့ဒါဆိုရင်ပထမဦးဆုံးကျွန်တော်တို့ DJI account တစ်ခုရှိဖို့လိုမယ်ကိုယ့်ရဲ့ Gmail နဲ့ဖြစ်ဖုန်းနံပါတ်နဲ့ဖြစ်ဝင်ရမယ်ဖွင့်ရမယ် account ရင်ဖွင့်လိုက်ပါကဲဆိုတော့သုံးလို့ရပါပြီဒါပေမဲ့ဒီ no flying zone နေမှာဆိုတော့ DJI ကပဲလုပ်လို့ရမှာမဟုတ်ပါဘူးဖွင့်လို့ရမှာမဟုတ်ပါဘူး no flying zone နဲ့နီးတဲ့နေရာတွေ5 km အတွင်းမှာဆိုတော့ ပဲလုပ်လို့ရမှာမဟုတ်ပါဘူးကို mobile နဲ့ကဲ unboxing နဲ့ဒီပဲလုပ်ထားလေးရတော့ဒါပါပဲဗီဒီယိုကကျွန်တော်တို့နောက်ဗီဒီယိုမှာကျွန်တော်ဒီ DJI drone လေးကိုဘယ်လိုဆမ်းပြီးပြန်မလဲဆိုတာနောက်ဗီဒီယိုလေးမှာကြည့်ပြအောင်နော်အားလုံးကျေးဇူးတင်ပါတယ် thank you for watching